ကျွန်တော်ဒီ service and training center ဆရာဖြစ်ပါတယ်မိတ်ဆွေမင်္ဂလာပါပဒီယန်ဒီ computer service and training center ဆရာဖြစ်ပါတယ်ကျွန်တော်မှာရောင်းစရာ laptop လေးတွေရှိလို့ပါကျွန်တော် laptop လေးခုနဲ့ရောင်းတင်ပါမယ်နော်ဒီ laptop လေးတွေပါဒီကောင်လေးကတော့ကျွန်တော် Samsung ထုတ်တဲ့ laptop လေးဖြစ်ပါတယ်18လက်မပါဒီကောင် Asus ပါဒီကောင်ကနော်ဒီကောင်ကတော့ Asus laptop ပါနော်15ခွဲဒီကောင်ကတော့ဒီကောင်လည်း Asus laptop ပါပဲ15ခွဲပါနော်ဒီကောင်လေးကတော့ Lenovo laptop ပါ14ပါနော်ဒီကောင်လေးဆိုလို့ရှိရင် Asus laptop 14ဒီကောင်ဆိုလို့ရှိရင် Lenovo တဲ့14လက်မပါနော်ဒီကောင်ဆိုလို့ရှိရင် Asus laptop ပါ14လက်မပါပဲဒီကောင်လည်းအဲ့လိုပါပဲဒီကောင်ကတော့ Dell laptop ပါ14လက်မဒီကောင်ဆိုလို့ရှိရင်လည်း Toshiba laptop 73ပါဒီကောင် Acer 15ခွဲလက်မပါနော်ဒီကောင်ဆိုလို့ရှိရင် Asus 15ခွဲပါနောက်ဒီကောင်တွေကသူ့ဈေးလေးနဲ့သူကိုကျော်တတ်မှတ်ထားပြီးသားပါဘယ်သူလာဝယ်ပဲဒီကောင်ဆိုလို့ရှိရင်4သိန်းပါဒီကောင်ဆို8သိန်း2သောင်းဒီကောင်ဆိုလို့ရှိရင်4သိန်းခွဲဒီကောင်ဆိုလို့ရှိရင်ဘယ်လောက်လဲဒါကရေးထားပြီးသားပါကျွန်တော်ဒီမှာဒီကောင်ဆိုရင်လည်း4သိန်းပါနော် offline laptop လေးရောင်းတာပါပြောဒီမှာဈေးကောင်5သိန်း2သောင်းဒီကောင်ဆိုလို့ရှိရင်ဘယ်လောက်လဲဒီကောင်ဆိုလို့ရှိရင်4သိန်းခွဲပါနော်ကျွန်တော်ဒီမှာကင်မရာပါမယ်ဘက်ထရီပါမယ်ဒါဆိုလို့ရှိရင်လည်း6သိန်းပါနော်ဒီကောင်5သိန်းဒီကောင်9သိန်းဒီကောင်5သိန်း5သောင်းဒီကောင်လေးကဘယ်လောက်လဲဒီကောင်လေးကလည်း5သိန်းပါနော်စိတ်ဝင်စားလို့မိတ်ဆွေတွေကွန်ပျူတာလိုရဆိုလို့ရှိရင်ကျွန်တော်ဒီမှာလာပြီးဝယ်လို့ရပါတယ်နော်ကျွန်တော်ကွန်ပျူတာဒီစင်တာကတော့လေကူမျိုးမေဂါရီစာတင်ကျောင်းရှေ့မှာရှိပါတယ်နော်ရေတရက်ကွက်ထဲမှာပါဖုန်းနံပါတ်6နှစ်ပါနော်ကျွန်တော်နာမည်ကတော့ဦးနေဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာကမအားဆိုတော့ခုဒီဖုန်းလေးတွေကလည်းရောင်းမှုတင်ထားတာပါနော်ဒီကောင်လေးဆိုလို့ရှိရင် iPhone 7ပါနော်ဒီကောင်ဆိုလို့ရှိရင်ဘူးပစ္စည်းအစုံရှိပါတယ်နော်ဒီသိန်း2000ဒီကောင်ဆိုလို့ရှိရင် Huawei ဒီကောင်ဆိုလို့ရှိရင် iPhone ဒီကောင်ဆိုလို့ရှိရင် Redmi ပါဒီကောင်ဆိုလို့ရှိရင် iPhone ပါဒါလေးလည်းရောင်းပါတယ်စိတ်ဝင်စားလို့ဝယ်ချင်တယ်ဆိုလို့ရှိရင်ခုနကကြားတာဒီကောင်ကြီးစာတင်ရောင်းရရှိပြီးတော့ဝင်နေပါတယ်နော်ကျွန်တော်ရဲ့ဗီဒီယိုခုလိုပြီးအောင်ကြည့်ပြီးရတဲ့မိတ်ဆွေများလုံးကျေးဇူးတင်ပါတယ်နော်စိတ်ဝင်စားလို့ဖုန်းဝယ်ချင်တာဖြစ်ဖြစ်ကွန်ပျူတာဝယ်ချင်တာဖြစ်ဖြစ်ကျွန်တော်စီမှာလာဝယ်လို့ရပါတယ်ကွန်ပျူတာရောင်းချင်လည်းကျွန်တော်ဝယ်ပါတယ်ပြင်လည်းပြင်ပါတယ်တောက်ကျိုးတာမှန်ခွဲတာစပီကာမကောင်းတာคีย์ဘက်မကောင်းတာနော်အဒက်ပတာမရှိတာနော်ကွန်ပျူတာနဲ့ပတ်သက်တဲ့ပါဝါမလာတာအကုန်လုံးကွန်ပျူတာနဲ့ပတ်သက်တဲ့အကုန်လုပ်ပါတယ်ကိုပြုပြင်ပေးပါတယ်ရောင်းလည်းရောင်းပါတယ်နော်ကွန်ပျူတာသင်တန်းရှိပါတယ်ရတာကျွန်တော်ကွန်ပျူတာသင်တန်းမှာကွန်ပျူတာသင်တန်းရှိပါတယ်နော်ကွန်ပျူတာသင်ပါတယ်ခုຫນွေမှာကလေးတွေအတွက် grade 3ကနေစပြီးသင်ပေးနေပါပြီနော် grade 3ကနေစပြီးတော့သင်ပေးပါတယ်ဒါတွေကခုသင်တန်း laptop တွေပါကျွန်တော်သင်တန်းမှာတက်မယ်ဆိုလို့ရှိရင်ဘာလို့ရလဲဆရာဘာမှမလိုပါဘူးသင်တန်းမှာတက်မယ်ဆိုလို့ရှိရင်လူလာရုံပါပဲကျွန်တော်ဒီမှာစာအုပ် course သင်ယူညွှန်တမ်းပေးပါတယ်နောက်ပြီးရလို့ရှိရင်မိတ်တူဆွဲတာနောက်ပြီးတော့ print ထုတ်တာဒီကောင်တွေလုပ်ပေးပါတယ်နော်ကျွန်တော်ဒီမှာ print ထုတ်နေတင်ပေးပါတယ်ကျွန်တော်ဒီကဆင်းသွားရဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ကျွန်တော် printer service ပေးထားတဲ့လုံးမှာကတ်လောင်းနဲ့မိတ်တူဆွဲတဲ့ print ထုတ်တယ်အကုန်လုပ်ပေးပါတယ်နော်ကျွန်တော်ဒီမှာလာဆိုလို့ရှိရင်ဘာမှမလိုပါဘူးလူကြီးပဲလာရုံပါပဲပေးထားစာအုပ်လေးယူလာပြီးတင်တက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီကိုတင်ရိုးပြအောင်တော့မကောင်းတဝူးကြီးအတက်တင်ပေးတာပါ10ရောက်ပြေးမှ9ရောက်ပြေးမှလို့လုပ်ပေးတာမဟုတ်ပါဘူးเนาะပြီးတော့ဒီ printer မှာထုတ်တာတစ်ခါတင်ပေးထားတော့ကျွန်တော်တို့လည်းလုပ်ငန်းခွင်မှာလုပ်လို့လာလူဖြစ်တဲ့အတွက်ကျွန်တော်တို့လုပ်ငန်းခွင်မှာကြုံတွေ့ရတဲ့ခက်ခဲတွေပြောပြတယ်တင်ပေးတယ်နောက်ကြတော့ကလေးတွေလုပ်ငန်းခွင်မှာကွန်ပျူတာနဲ့ပတ်သက်လို့ခက်ခဲမဖြစ်အောင်ဘယ်ပေါက်ကတော့ဘာကွန်ပျူတာကြောင့်အခြေခံအပြင်ဘက်ကအသုံးပြုနည်း mouse သုံးနည်းနောက်ကြတော့အပေါက်တွေကဘာပေါက်တွေကဘာလဲဆိုတော့ကိုယ်တစ်ချက်ကြားနေတာရှင်းပြီးတော့ကျွန်တော်တင်ပေးတာပါเนาะမိတ်ဆွေတို့ရဲ့သားသမီးတွေຫນွေလာမှာအဆင်ပြေနဲ့ကွန်ပျူတာသင်တန်းလေးတက်ထားပြီးတော့ဒီခုခေတ်ကာလနဲ့ရင်ပေါင်တန်းကျင်နေဆိုလို့ရှိရင်ကျွန်တော်စီကိုလာတက်လို့ရပါတယ်ဒါအပြင်ကျွန်တော်တို့ခေတ်ကာလ policy ဖြစ်တဲ့ English speaking သင်မယ် grammar သင်ရင်လည်းဆိုတော့ကျွန်တော်စီမှာရှိပါတယ်ကျွန်တော် speaking ရော grammar ရောအကုန်လုံးသင်ပေးပါတယ်နော် speaking သင်ပေးပါတယ် grammar သင်ပေးပါတယ် course တွေရှိပါတယ် speaking course ကဒီအပြတ်ပါတလားကိုစာအုပ်အပြတ်ကို3သိန်းခွဲဖြစ်ပါတယ်နော်နောက်ပြီးတော့
speaking စာအုပ်က1000ခွဲဖြစ်ပါတယ်စုစုပေါင်း3,650ဖြစ်မှာပါเนาะစာအုပ်ပြတင်ပေးပါတယ်3လသင်ရတဲ့ course တစ်ခုပါဒါမှမဟုတ်ကျွန်တော်ကအချိန်နဲ့အများဆုံးလိုက်ပြီးတော့အကုန်လုံးချိန်ကြည့်ပြီးတင်ပေးသွားဖြစ်တဲ့ကလေးတွေညံ့ရင်ညံ့တယ်လို့ပြီးပါတယ်ကလေးတွေလိုက်နေတယ်လို့ပြီးပါတယ်เนาะ grammar ဆိုလို့ရှိရင်လည်းအခြေခံကြကလေးတွေ9 6 9 10 90ဘောတစ်စက်ဒါလို့ရှင်းမြိုင်တက်ခတ်ပြီးတော့အင်္ဂလိပ်စာနဲ့ပတ်သက်လို့ရှိရင်ပြောရမလို့အောင်ဒီခြားကြနေတာလုပ်ပေးထားတာပါကျွန်တော်ဝါစံက10မျိုးအပြင်တက်12မျိုးဒီ standard structure တွေပါဆိုကိုလိုကျတင်ပေးသွားတာဖြစ်ပါတယ်စိတ်ဝင်စားလို့เนาะအင်္ဂလိပ်စာသင်ရင်လည်းဆိုလို့ရှိရင်ကျွန်တော်ဒီမှာ speaking grammar သင်လို့ရပါတယ်နောက်ပြီးတော့ကွန်ပျူတာဆိုလို့ရှိရင်လည်းအဲ့လိုပဲပါပဲပြက်ဒါဆိုလို့ရှိရင်ကျွန်တော်ကွန်ပျူတာစပီယာပတ်တွေထားတာပါဒီနေ့ပစ္စည်းတွေဖြုတ်ပြီးလဲပြီးပါတယ်ကွန်ပျူတာနာငါမကောင်းတာဖြစ်เนาะဒီဘာလို့ကျင်းလဲအပြင်ကွန်ပျူတာရဲ့ပတ်သက်တဲ့အစိပ်ပိုင်းတွေကိုလုံးလုပ်ပေးပါတယ်เนาะ course တွေနောက်ပြီးတော့ခုရောင်းစရာadapter တွေကုန်သွားပါတယ်เนาะရောစီမှာဝန်တာပြင်ကျွန်တော် HME ကိုဆောင်ပြတော်လုပ်ငန်းနဲ့လုပ်ပါတယ်เนาะစိတ်ဝင်စားလို့ရှိရင်ကျွန်တော်စပီယာပတ်တွေရောင်းပါတယ်เนาะဒီမှာစပီယာပတ်တွေရောင်းပါတယ်ဒါတွေလည်း keyboard တွေ mouse တွေเนาะကွန်ပျူတာတွေဒါရောင်းမှုကွန်ပျူတာတွေပါเนาะကျေးဇူးတင်ပါတယ်ဒီစီများလို့မင်္ဂလာရှိသောနေ့ခရီးပိုင်ဆိုင်နေပါစေဒါလေးကပြောဖို့ကြံနေကြလို့ဒါလေးကရောင်းဖို့လုံးပါပဲဒီကောင်15 6လုံးမှာလောက်လဲဆိုလို့ရှိရင် offline လုံးပါပဲ၄သိန်းခွဲနဲ့ရောင်းပေးမှာဖြစ်ပါတယ်เนาะဒါလေးကျေးဇူးတင်ပါတယ်